ဒါလေးကတော့ကရင်ပြည်နယ်မှာရှိတဲ့ကြာရင်တောင်ကိုသွားခဲ့တဲ့ vlog လေးပဲဖြစ်ပါတယ်ကြာရင်တောင်ကစုစုပေါင်းပေ1009ပေပဲအမြင့်ရှိတာသူအရန်ကြီးအမြင့်ကြီးတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ပေ1000ကျော်လောက်တော့ရှိတဲ့တောင်လေးဖြစ်ပါတယ်သူကလှီကားလေးတွေနဲ့တက်ရတယ်လှီကားတစ်ပေါင်းကတော့400ကျော်လောက်ကိုတက်ရတာပေါ့နော်ဆက်စချင်းဆိုလို့ရှိရင်တော့ trekking ရှောက်ပြီးတော့မှတဝက်လောက်ကနေပြီးတော့အပေါ်ကိုကြတော့လှီကားလေးနဲ့ပြန်ပြီးတော့တက်ရတာလှီကားတစ်ပေါင်းကတော့400ကျော်ကိုတက်ရတာမျိုးပါသူကကြတော့ဆောင်းတွင်းသွားမယ်ဆိုလို့ရှိရင်ညနေပိုင်းကပိုကောင်းတယ် sunset ကိုကြည့်ရတဲ့အချိန်လေးကအရန်ကိုလှပတယ်ဆိုတော့ဒါလေးကတော့ကျမတို့တွေကကြာရင်တောင်ကိုညနေပိုင်းမှာရောက်ခဲ့တယ် sunset အမီသွားတယ်အပေါ်မှာsunset ကိုကြည့်ပြီးတော့မှphoto shoot တွေပါတယ်လုပ်ပြီးတော့မှ AACC ပြန်ပြီးတော့မှဆင်းလာတာပဲဖြစ်ပါတယ်ကြာရင်တောင်ကတော့ညနေပိုင်းဆိုရင်ဆောင်းရာသီမှာညနေပိုင်းဆိုလို့ရှိရင်ပိုကောင်းတယ်လို့ပြောပြချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်